ဘွားမှာအောင်မြင်ခြင်းပေမဲ့ဘယ်ရစာမှမသိပဲဖြစ်နေပါသလားဒီနေ့မှာတော့တင်ဘွားကိုပြောင်းလဲပေးနိုင်မယ်နီလန်းကောင်းတွေကိုမျှဝေပေးတော့မှာပါဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်နံပါတ်1အနေနဲ့ရီမန်းချက်ကိုတိတိကျကျသတ်မှတ်ပါတင်ပါဖြစ်ချင်လဲဆိုတာကိုအရင်ဆုံးဆုံးဖြတ်ပါရီမန်းချက်မရှိတဲ့သူကလမ်းပြောင်းနေတဲ့တင်မောနဲ့တူပါတယ်ကိုယ့်ရဲ့ပန်းနိုင်ကိုနေတိုင်းမြင်အောင်နေပါနံပါတ်2အနေနဲ့ချိန်ကိုစနစ်တကျစီမံခန့်ခွဲပါတနေ့တာလုပ်ရမယ့်အလုပ်တွေကိုဦးစားပေးလိုက်ခွဲကြပါအရေးကြီးတဲ့အလုပ်ကိုရင်ပြီးစီအောင်လုပ်ပါအချိန်ဖြုံးနေမဲ့ဇာတွေကိုရှောင်ကြည့်ပါနံပါတ်3အရှုံးမပေးဘဲစူးစမ်းပါလဲကြတိုင်းပြန်ထဖို့ဝင်မလေးပါနဲ့အောင်မြင်သူတိုင်းဟာအချိန်ချင်းရှုံးနှင်းခဲ့ဘူးသူတွေသာဖြစ်ပါတယ်ဇွဲရှိရှိရှေ့ဆက်သွားဖို့လိုပါတယ်နံပါတ်4အမြဲတမ်းလေ့လာသင်ယူပါကဘာကြီးကအမြဲတမ်းပြောင်းလဲနေပါတယ်စာအုပ်ဖတ်ပါအသစ်တွေကိုလေ့လာသင်ယူပါမသိတာကိုမေးမြန်းဖို့မရှက်နေပါနဲ့နံပါတ်5ကိုယုံကြည်မှုရှိပါငါလုံးနိုင်တယ်ဆိုတဲ့စိတ်ဓာတ်ကိုအမြဲမွေးမြူပါသူများတွေဘလို့ပဲပြောကိုယ့်ရည်ချင်းကိုယုံကြည်ပါယုံကြည်မှုရှိတဲ့ရှေ့လန်းတိုင်းကပန်းနိုင်နဲ့နှီးဆက်ပါတယ်ယနေ့ကစပြီးအကောင့်ထဲပေါ်လိုက်ပါအောင်မြင်မှုဆိုတာတညာရဲနဲ့ရလာတာမဟုတ်ပါဘူးနေ့စဉ်ဒီဇိုင်းမမတ်စူးစမ်းသွားမယ်ဆိုရင်သင်ဖြစ်ချင်တဲ့ပန်းနိုင်ကိုရောက်ရှိမှာပါ